နားမလဲပဲနဲ့ကြိုက်တယ်လို့ပြောလို့ရှိရင်ဒါကသူ့ဟာလိန်ညာမှုပဲလေနားမလဲပဲနဲ့ဘလို့ကြိုက်မှာတော့ဟုတ်လားနားလဲမှအရသာရှိမှကြိုက်လို့ရမှာပေါ့ဟုတ်လားဒါကြောင့်ဒီလိုဒေသနာမျိုးကနားလဲနိုင်ခဲ့တယ်လက်ခံနိုင်ခဲ့တယ်ကြိုက်နိုင်ခဲ့တယ်စောစောကဆင်းရဲကိုကြောက်ရင်အကုသိုလ်ကိုကြောက်ရမယ်ဆိုတဲ့စကားမျိုးကနားလဲရတာလွယ်တယ်ဒါကသူ့ရဲ့ကံရဲ့အကျိုးရှိတော့ကနေဘုန်းကြီးတို့မှနားလဲမှုလဲခိုင်ခိုင်မာမာရှိနေတဲ့အတွက်ကြောင့်အဲ့ဒီဟာကိုနားလဲဖို့ဘုန်းကြီးတို့သိပြီးတော့အကျိုးစားရဒီအပိုင်းမှာကျတော့နားလဲဖို့အများကြီးဉာဏ်ဆိုင်ရလိမ့်မယ်ဘလောက်နားလဲတဲ့ဘလောက်လက်ခံတယ်လဲဆိုတာငါအခြေခံအမှန်သိတဲ့မြင်တတ်တဲ့ဉာဏ်ဘလောက်ရှိတယ်လဲမရှိဘူးလဲဆိုတာကိုမေးနေတဲ့မေးခွန်းဟုတ်လားခုဘာပြောမလို့ဆင်းရဲကိုကြောက်ရင်ဘဝကိုကြောက်ရမယ်ဒါကိုဘုန်းကြီးတို့ပုံဖော်နေတာနော်အဲ့ဒါကိုဒီမှာဘိက္ခုနီမကဘာဖြစ်လို့သူဇာတိကိုမကြိုက်ရတာတော့ဇာတိမကြိုက်ခြင်းရဲ့အကြောင်းပြချက်ပါနော်ဇာတတမရဏဟောတိဇာတောဒုက္ခနိဖုဒ္ဓတိဗန္တံဝရံပရိကလေတံတတ္တမဇာတိနာရောစီဒီကထာလေးအလွတ်ရရင်ရမ်းကောင်းလေးနေတဲ့ဉာဏ်ပညာဖြစ်ပေါ်မယ်အဓိပ္ပာယ်နားလည်မှုနဲ့ရွတ်ဆိုမယ်ဆိုရင်ပေါ့လေဇာတတမရဏဟောတိမွေးဖွားလာတဲ့အတွက်ကြောင့်သေချာပေါက်သေကိုသေရလိမ့်မယ်ဇာတိကိုဘာကြောင့်မကြိုက်တာလဲဆိုတဲ့ခိုင်မာတဲ့အကြောင်းပြချက်သေခြင်းကိုဖြစ်စေတဲ့အရာမို့လို့တနည်းအားဖြင့်သေမဲ့အရာကြီးမို့လို့မကြိုက်တာဘာကြောင့်သေရတယ်လဲသေခြင်းတရားကိုအကြောင်းပြချက်တောင်းတဲ့အခါမှာသူပေးတဲ့အကြောင်းပြချက်ကဇာတိဖြစ်နေအဲ့ဒီနေရာကွာတာပဲကျွတ်တို့ရဲ့ဉာဏ်နဲ့ဟုတ်လားကျွတ်တို့ကလူတယောက်သေပြီဆိုရင်ဘာလို့သေတာတုံးလို့မေးရင်မွေးလာလို့သေတာပေါ့ကွာလို့ဘယ်နှယောက်ဖြေတယ်လဲဖြေလို့ဖြေတာယောဂဖြစ်လို့ကင်ဆာဖြစ်လို့ဘာဖြစ်လို့ညာဖြစ်လို့အမျိုးမဆုံးနိုင်တဲ့အကြောင်းတရားတွေကိုပဲပြောတာမဟုတ်လားအဲ့ဒါကိုမှားသလားဆိုတော့မမှားပါဘူးလောကအနေနဲ့မှန်ပါတယ်ဟုတ်လားဒါပေမဲ့ဒီအဖြေလောက်တော့မမှန်မွေးဖွားလာလို့သေရတယ်ဆိုတဲ့အဖြေလောက်တော့မမှန်ဆရာမဆိုကင်ဆာဖြစ်လို့သေရတာလို့ပြောမယ်ဆိုရင်ကင်ဆာမဖြစ်ရင်တော့မသေးဘူးလို့အဓိပ္ပာယ်ထွက်နေတယ်ကင်ဆာမဖြစ်လဲဘာလို့တာလဲသေတာပဲဟုတ်တယ်မဟုတ်လားအဲ့လိုလေးစဉ်းစားသိချင်တာဘုန်းကြီးကဟုတ်လားဒါကြောင့်ဇာတတမရဏဟောတိမွေးဖွားလာတဲ့အတွက်ကြောင့်ဒီတော်ဟာသေချာပေါက်သေရလိမ့်မယ်ဇာတောဒုက္ခနိဖုဒ္ဓတိမွေးဖွားလာတဲ့အတွက်ကြောင့်ဒီတော်ဟာမသေးမချင်းဒုက္ခမျိုးစုံကိုရင်ဆိုင်ရလိမ့်မယ်တွေ့ကြုံရလိမ့်မယ်ဟောဒုက္ခဖြစ်တာကိုလည်းပဲအကြောင်းတရားရှာပြတာဘာကိုရှာပြတာဇာတိကိုပဲရှာပြတာကျတို့စဉ်းစားနော်အရှင်မပြေမှုတစ်ခုကိုဖြစ်လာတဲ့စိတ်ညစ်စရာစိတ်ဆင်းရဲတဲ့အမျိုးမျိုးပေါ်လေဟုတ်လားဒုက္ခတစ်ခုခုဖြစ်လာပြီဆိုရင်ဩငါလူဖြစ်လာလို့လူဒုက္ခတွေခံရတာဟဲ့လို့ကျတို့အဲ့လိုတွေးမိသလားမတွေးမိဘူး